ဒီခါကျွန်တော်ရဲ့ပထမဆုံးအစီအစဉ်နောက်ဆုံးလို့လည်းအားလုံးရမယ့်ချင်းလေးကိုကြည့်ဆိုရအောင်နော်ဒီမှာရှိတဲ့လူမျိုးပုတ်ကြီးစကားကြီးနေလည်းဒီချင်းကိုကြောင်းနောက်မှရှိနေမှလို့ထင်တယ်ကျွန်တော်လည်းလာဆိုလို့ရတယ်ကျွန်တော်လည်းအောက်မှာရှိတဲ့ဒီကမိုင်းနဲ့မိသားစုလိုမျိုးပါနော်အားလုံးတို့ကဆိုကြရအောင်လို့ကဲအားလုံးတို့လည်းဆိုကြရအောင်နောက်ဒီတော့She will
baby